ဖုံးပွင့်ရင်းနဲ့ social media ပေါ်မှာသူများတွေအောင်မြင်နေတာပျော်ရွှင်နေတာခရီးတွေထောက်နေတာတွေကိုကြည့်ပြီးငါကတော့ဘာတွေလုပ်နေမိရလဲဆိုပြီးကိုအပြစ်တင်မိတဲ့ကြင်လူရှိလားတခြားသူတွေကအဝေးကြီးကိုရောက်နေကြပြီးငါတယောက်ထဲနောက်ကျကြမ်းခဲ့ပြီလို့ခံစားနေရလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုအစမ်းထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်အဲ့ဒီလိုခံစားနေရတယ်ဆိုရင်တင်တယောက်ထဲမဟုတ်ပါဘူးလို့အရင်ဆုံးပြောပါရစေအခုခေတ် social media ပေါ်မှာလူတိုင်းကသူတို့ဘဝရဲ့အကောင်းဆုံးအခိုက်အတန့် highlight reels တွေကိုမေးရေးတင်ကြတာပါကိုကသူတို့ရဲ့အလှပဆုံးပွဲထွက်ချိန်တွေကိုကြည့်ပြီးကိုယ့်ရဲ့ဖိုးတီဖတ်တီနောက်ွယ်ကဘဝကြီးနဲ့တွားနှိုင်းရှင်မိတဲ့အခါစိတ်တက်ကြတာအားငယ်လာတွေဖြစ်လာတာတဘာဝပါပဲကျွန်တော်ကိုယ်တိုင်လည်းဒီလိုမျိုးခံစားခဲ့ရဘူးပါတယ်ဒါပေမဲ့တတိယပါလူတိုင်းမှာကိုယ်ပိုင်အချိန်စရာဆိုတာရှိပါတယ်တချို့ကအသက်20မှာနေရာတနေရာရသွားသလိုတချို့ကြတော့အသက်40ကြာမှာဘဝစပြီးအောင်ငင်မှုတွေနဲ့နေသွားကြတာတွေအများကြီးပါဘေးနားကပန်းပွင့်ကကိုယ်ထက်အရင်ပွင့်သွားလို့ကိုကပန်းနစ်ဖြစ်လာတော့ဘူးလို့ဆိုလိုတာမဟုတ်ပါဘူးကိုယ့်ရဲ့ယာတီဥဒုကိုယ့်ရဲ့အချိန်ရောက်လာရင်မင်းလဲလှပပွင့်လန်းလာမှာအသေးချပါပဲဒါကြောင့်ကိုသူများနဲ့နှိုင်းရှင်မိတိုင်းစိတ်မစင်ရအောင်ဒီနေ့ကစပြီးဒီအချက်၃ချက်ကိုစမ်းလို့ကြည့်ရအောင်ပထမချက်ကိုစိတ်အားငယ်စေတဲ့ဖိအားထစ်စေတဲ့အကောင့်ဒီကိုခဏလောက်မျက်စိရှေ့ကနေဖယ်ထားလိုက်ပါဒါဟာသူများကိုမနာလို့ထိတာမဟုတ်ပဲကိုယ့်ရဲ့စိတ်ချမ်းသာကြီးကိုကာကွယ်တာပါဒုတိယချက်တယောက်ထဲနဲ့ပဲပြိုင်ပါမနေ့ကကိုနဲ့ဒီနေ့ကိုဒီနှစ်ယောက်ကိုပဲနှိုင်းရှင်ပါမနေ့ကထက်ဒီနေ့စားတကြောင်ပိုဖတ်ဖြစ်ရင်မနေ့ကထက်ဒီနေ့ကိုပိုကီယူဆိုင်နိုင်ခဲ့ရင်အဲ့လားတင့်ရဲ့အောင်မြင်မှုပါပဲတတိယချက်ကိုကျင်နာဖြတ်ပါကိုရဲ့အားနည်းချက်တွေနှီးကွင်းမှုတွေကိုလက်ခံပြီးပါတရချင်းတယောက်စိတ်ညစ်နေရင်တင်ဘလို့ဖေးမှကူညီမလဲအဲ့ဒီလိုမျိုးကိုလည်းပြဲပြီးကျင်နာဖတ်တွယ်ထားပေးပါကိုဘွားနဲ့ကိုရှောက်နေတဲ့လမ်းမှာဘသူနဲ့မှပြိုင်တွေးစရာမလိုပါဘူးမင်းရှောက်နေတဲ့ခြေလိုင်းတိုင်းကနှီးရင်တောင်မှတန်ဖိုးရှိပါတယ်ဒါကြောင့်အားမငယ်ပါနဲ့ဒီဗီဒီယိုလေးကတဲ့အတွက်ခွန်အားတစုံတရာထစ်စင်မဲ့လို့မျှော်လင့်ပါတယ်ရှေ့ဆက်ဖို့အားတင်းထားပါနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်